မင်္ဂလာပါကျွန်တော်ဒီနေ့လောက်ပြပေးသွားမှာကတော့ခက်ကမှာမြန်မာစာရီမမှန်တဲ့ပြဿနာကိုကျွန်တော်ဖြေရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးကက်ထဲကိုဝင်လိုက်မယ်ပေါ့နော်ကက်ထဲကိုဝင်ပြီးတော့ကျွန်တော်တို့ဒီ project တစ်ခု new video တစ်ခုလောက်လုပ်လိုက်မယ်ပေါ့နော်ကျွန်တော်ပုံလေးတစ်ခုရှင်ပုံလေးထဲထည့်လိုက်ပေါ့နော်ပြီးရင်ကျွန်တော်စာရေးကြည့်မယ် okayစာရေးကြည့်မယ်မမှန်ဘူးပေါ့နော်မမှန်လို့ရှိရင်ကျွန်တော်ဒီ Play Store ထဲကိုတစ်ချက်သွားမယ် Play Store ထဲကိုသွားပြီးတော့ကျွန်တော်ဒီမှာ Zfont ဆိုပြီးတော့ download မှာပေါ့နော် Zfont 3ဆိုပြီးတော့ကျွန်တော်ဒီမှာအထက်မှာတက်လာလိမ့်မယ်နော် Zfont 3 Zfont 3လေးကိုနှိပ်ပြီးတော့ဒီကောင်လေးကို download မှာပေါ့နော်โอเคကျွန်တော်ကတော့ down ပြီးသားဆိုတော့မ down တော့ဘူးပြီးရင်ကျွန်တော်တို့ပကံ keyboard လည်းလိုတယ်ပေါ့နော်ပကံ keyboard လည်းလိုတယ်ပကံ keyboard လေးလည်းတောင်းထားပါနော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပြန်ထွက်လိုက်မယ်နော်ပြန်ထွက်ပြီးတော့ကျွန်တော်တို့ဒီ Zfont နဲ့ကိုဝင်လိုက်မယ် Zfont နဲ့ဝင်ပြီးတော့လို့ရှိရင်အောက်နှမ်းလေးကိုနည်းနည်းလေးဆွဲကြည့်လိုက်ပါနော်အောက်နှမ်းလေးကိုဆွဲကြည့်လိုက်လို့ရှိရင်အောက်မှာမြန်မာဆိုပြီးတော့ရှိရပါနော်ဒီမှာမြန်မာဆိုပြီးတော့ရှိတယ်ပြီးရင်ဘေးက CO လေးကိုနှိပ်လိုက်ပါဒီထက်မှာ CO လေးနှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီထက်မှာ down စရာ font တွေအများကြီးပါနော်ဒီထက်ကိုကြိုက်တဲ့ font ကိုရွေးပြီးတော့ down လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ down ပြီးသားဆိုတော့မ down တော့ပါဘူးပြီးတော့လို့ရှိရင်ကျွန်တော်တို့ပကံ keyboard ထဲကိုချက်ဝင်လိုက်မယ်ပကံ keyboard ထဲကိုဝင်ပြီးတော့ကျွန်တော်ဒီမှာ language ဆိုတာလေးရှိတယ် language down ပြီးချင်းကိုကျွန်တော်ဒီလိုလေးပေါ်နေလိမ့်မယ်နော်ဒါလေးကိုကျွန်တော်တို့ပိတ်ပြီးတော့ကျွန်တော် Unicode လေးကိုဖွင့်မယ်ပြီးရင်ကျွန်တော်ဒီမှာမိတ်ဆွေတို့ထဲမှာဒီလို backend style ဆိုပြီးတော့ပေါ်နေလိမ့်မယ် backend style ကနေပြီးအောက်က Unicode style ကိုပြန်ပြီးတော့ပြောင်းပေးမယ်ပေါ့နော်ပြန်ပြောင်းပေးပြီးသွားလို့ရှိရင်ကျွန်တော်ဒီကတ်ထဲကိုပြန်ပြီးတော့သွားမယ် okay ကတ်ထဲကိုပြန်သွားလို့ရှိရင်ကျွန်တော်ဒီမှာမြန်မာစာမှာဒီအောက်မှာ font ဆိုတာလေးရှိရဗျဒီမှာ font ဆိုတာလေးရှိတယ်အဲ့ဒီ font ဆိုတဲ့ထဲကိုဝင်လိုက်မယ်နော် font ဆိုတာဝင်ပြီးရင်ကျွန်တော်တို့အဲ့အောက်ကစာတန်းလေးမှာ my font ဆိုတာလေးတွေ့နေမယ်ပေါ့နော်အဲ့ my font ဆိုတာလေးတွေကိုထပ်ပြီးတော့ဝင်မယ် upload ဆိုတာလေးရှိရပေါ့နော်အဲ့ upload ဆိုတာလေးကိုနှိပ်ပြီးမယ် upload ဆိုတာနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ခုနလေးတော့ down ထားတဲ့ font တွေဒီထဲမှာတစုတစည်းလေးကြာလာလိမ့်မယ်ပေါ့နော်အဲ့ထဲကနေမှကိုကြိုက်တဲ့ font လေးကိုနှိပ်လိုက်မယ်နောက်ထပ်ကိုကြိုက်တာတွေပြန်ပြီးတော့ထည့်ပေါ့နော်ပြည်အောင်စုကြိုက်တာလားနောက်ထပ်ထည့်ခြင်းနဲ့ဆိုလဲ upload ကိုပြန်ထည့်ပြင်တောင်းကြီးဆိုတာဒီထဲမှာလားပြင်အဲ့ထဲကနေမှကျွန်တော်တို့ဒီနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်လို့ရှိရင် okay မှန်လေးလာပြန်ရေးကြည့်ပါမယ်နော်ညံကျွန်တော်ဒီမှာမှန်သွားပြီပေါ့နော်မြန်မာစာဆိုပြီးတော့မှန်သွားပြီတခြားမှန်သွားပြီပေါ့နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ